ပြောကြည့်ပါ ဟယ်လိုညီရ ညီညီမဟုတ်ဘူးညောင်ညောင် ဟာဘေးကညံ့ညံ့လေခုပြောပြီ ထိုက်တယ် ဘေးကထိုက်တယ်နဲ့ညီညူပေးတယ်ကွာ ဟောမလူဝါဝါလိုက်လားခမရဘာကောင်းလဲဘာလာပြောနေတာလဲဦးကြောင်ကြောင်နဲ့ ဟဲ့အခုဖုံးစက်နေရမင်းဟိုမိုးကြတော့အရင်မဟုတ်ဘူးလားငါမိုးညကိုကွာ ဟင်အော်အဲ့လိုလားဟိုခဏလေးနော်မင်းကိုကိုညီညီပါ အေးဒီမှာမင်းအခုချင်းရင်လေသိနာဟိုတယ်ကိုလာခဲ့ ဘယ်ဟိုတယ်လဲကိုအင်္ဂလန်ဟိုတယ်လား မဟုတ်ဘူးငါဗမာပြည်ပြန်ရောက်နေပြီ ဗျာ မင်းအံ့ဩတော့လို့ငါမင်းကိုဘာမှမပြောပဲအခုမှဖုံးစက်လိုက်ဟုတ်ပြီလားငါအရေးကြီးတဲ့ကိစ္စပြောရမယ်မင်းငါ့ကိုလာကြိုရင်ငါရဲ့ခေမာလေးပါမင်းတခါလေးခေါ်လာခဲ့ငါကြည့်ချင်လို့နော်မြင်မြင်လား ကိုမြန်မာပြည်ရောက်နေပြီတဲ့ ဝမ်းသာစရာဗော အာဘူးလေကွာ ဟာယောပြဿနာတက်တော့မှာဗော အခုဟိုတယ်ကိုရောက်နေပြီတဲ့ငါမိမခေါ်ပြီးဓာတ်ချိုးပါတဲ့ငါလိန်သားရောပုံတော့မယ်ကွာရောက်ဘလို့လုပ်ကြမှာ နေဟောယောမင်းစောကြပြမင်းအမေခေါ်ဒီကွာအမေခေါ်ဖုန်းမဆက်ချက်လိုက်မလို့ချင်းဘာမှလဲ ဘာချောင်းသာရောက်နေတယ်တဲ့ ဟောအဲ့ဒါဘယ်လိုလုပ်ကြမလဲဒုက္ခပဲကွာရှင်းလို့ရမှာမဟုတ်တော့ဘူးဟဲ့မင်းကိုကြပြမင်းကိုမြင်ဘူးလား မမြင်ဘူးကွာ အဲ့ဒါဆိုရင်ဒေါ်မီကိုမင်းပါဆိုပြီးဟန်ဆောင်ပြီးမင်းကိုစီခေါ်သွား သူနဲ့တော့ထိမခံနိုင်ဘူး အဲ့ဒါလည်းမသိတော့ဘူးကွာ ဟုတ်တော့တခြားနည်းလမ်းစဉ်းစားပါကွာကိုမြန်မာပြည်ရောက်နေကွာခဏနေဆိုအိမ်ပြန်ရောက်တော့မှာ သွားပြီဖះတောင်ကဲနိုင်မှမသိဘူးဆရာမြန်မာပြည်ကိုပြန်ရောက်နေပြီဟုတ်လားခဏနေအိမ်ကိုပြန်လာတော့မယ်ခင်ဗျာမေကိုမေးမယ်မတွေ့ရင်ဘယ်လိုလုပ်မလဲပြီးတော့အိမ်ငါထားတဲ့ကိစ္စကိုသိသွားရင်ဘာဖြစ်မလဲဖះကဲတော့ဘူးပါမဖြစ်ဘူးဖះမှာသွားဆူတောင်းလိုက်ဦး ဩအဲ့ကိစ္စခမရဘူးပါလို့လားဟမ်စိတ်ရင်နေရတယ်သွားကိုဘလို့လုပ်ပြီးဒီဟိုတယ်ရောက်နေ ဟာနိုင်ငံခြားဧည့်သည်တယောက်ပါတယ်ဟာသူ့ကိုဟိုတယ်လိုက်ပို့တာဟုတ်ပါအနည်းပါဒရိုင်ဘာခဏ မဟုတ်ပါဘူးကွယ်ဒါညီလေးတငယ်ချင်း ဖရန် ဒရိုင်ဘာတကယ်ကြီးလောက်တာဂုံ